ဗျာရွှေတို့ယေရှုတတ်တော်ခေါ်လို့ယေရှုတို့သာဘူးရောပါတော့ချမ်းွယ်မိရဲ့ပြေဆုံးကျေးဇူးမှန်တန်ချီမတော်This